တော်ပဲနော်အားနာရောအဲ့အိုးမိုက်တယ်ဘယ်လားပိတ်ထားလို့အဲ့ဒါရောအမေရဖမ်းနိုင်ကောင်းတယ်လို့ဟာဘုတွေ့ပြတော့မယ်ငါရိုက်ထားမှာအဲ့ဒါဒီအဲ့ရခေးဆောင်းဆောင်းပြီးလဲတော့ကြောက်သွားလောက်ကတော့အောက်ကတော့ဖြုံတော့မဖြုံမင်းဆိုတာနေပြေးသွားတယ်ပါလေအမေပြောလားမိုးရပါစေဆိုကြီးလားမိုးရပါစေအေးလင်းကတော့ဟောပဲမိုးရပါစေဆိုပို့လို့အရာပို့လို့မိုးလေးချက်တော့ချိန်လိုက်ပါဦးလား